မြန်မာလူမျိုးတိုင်းအရန်ကြိုက်ပြီးစားလိုက်ရင်ပြပြအေးလေးနဲ့အရသာရှိလာတဲ့ပတိန်ဟလဝါလေးကိုကိုယ်တိုင်လှုပ်ရှားကြည့်ချင်လားဒီနေ့မှာတော့အိမ်မတင်အလွယ်တကူလှုပ်ရှားလို့ရတဲ့ပတိန်ဟလဝါလုပ်နည်းလေးကိုဝေမျှပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါဦးနော်ကဲပတိန်ဟလဝါကိုတူလက်လုပ်ကြမယ်ခင်ဗျာအရင်ဦးဆုံးကောင်းညင်းမုံ၃ခွက်ကိုအရင်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့နည်းနည်းမမာလေးကိုကြားရမို့လို့စနေမုတ်တစ်ခွက်ကိုလည်းထပ်ထည့်ပေးမှာဖြစ်ပါတယ်။ပြီးရင်ကြားညိုတစ်ခွက်စားနဲ့ငယ်ထည့်ပေးရမှာဖြစ်တယ်။ပြီးတော့ရင်စနေမုတ်ရဲ့ကောင်းချင်းမုတ်ရဲ့ကြားရဲ့နှံ့အောင်အနှဲငယ်ဝေပေးပါ။ပြီးတော့ရင်ရေနှဲငယ်ထည့်ပြီးတော့ထပ်ဖွေပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကဟလဝါဆိုရင်အရန်မဲတာဟုတ်မကြိုက်ပါဘူး။ဒါကြောင့်မို့ကြံတကာရေပဲကြိုပြီးတော့ထည့်လိုက်တာဖြစ်ပါတယ်။အုံတို့ပါတစ်ခွက်ထပ်ထည့်ပေးလိုက်ပါခင်ဗျာကဲနှံ့အောင်လေးမှွေပေးပါကဲအခုဆိုရင်ဟလဝါကိုကျွန်တော်တို့စပြီးတော့ထိုးလို့ရပါပြီခင်ဗျာရေးကြည့်တာကမီးပြပြနဲ့လုံးဝမထိုးပါနဲ့ဘီအေးလေးနဲ့စစ်စစ်ထားပြီးတော့ထိုးပေးရမှာဖြစ်ပါတယ်ဟလဝါမော့လို့ရင်ရေးကြည့်တာကစစ်စစ်ထားပြီးတော့ထိုးရမှာဖြစ်ပါတယ်စိတ်မစေတဲ့သူတွေကတော့မုတ်ကကောင်းကိုစားရမှာမဟုတ်ပါဘူးခင်ဗျာကဲအခုဆိုရင်အလုံးလေးဖြစ်လာပါပြီဒီလိုနေထားရောက်ပြီးဆိုရင်ထောပတ်စီနှဲငယ်လေးကိုထပ်ထည့်ပေးလိုက်ပါခင်ဗျာထောပတ်စီနဲ့မှုန့်နဲ့ကတရားလေးကျသွားပြီးဆိုရင်ဘိန်းစီလေးတွေထပ်ထည့်ပေးလိုက်ပါခင်ဗျာဆက်ပြီးတော့ထိုးပေးရမှာဖြစ်ပါတယ်ဘိန်းစီတွေနဲ့မှုတ်သားတွေနဲ့တရားလေးကျသွားပြီးဆိုရင်တော့ပတိန်ဟလဝါကမကြခင်မှာရပါတော့မယ်နောက်တစ်ချက်ကဟလဝါဆိုတာကအရန်ကက်ပါတယ်ဒါကြောင့်မကက်ရလေအောင်စီနှဲငယ်လေးထည့်ပါကျွန်တော်ကစီများတာကိုမကြိုက်တဲ့အတွက်ကြောင့်မို့အနှဲငယ်လေးပဲထည့်ရခြင်းဖြစ်ပါတယ်ဒါကြောင့်မုတ်ကတော့ကက်မှာတည်ကြပါတယ်မိတ်ဆွေတို့ကစီမများကြိုက်တယ်ဆိုရင်မများထည့်ပါပြီးတော့ရင်ဆက်ထိုးပေးပါခင်ဗျာကဲကြည့်စမ်းပါဦးပျော်အေးနဲ့အရန်စားလို့ကောင်းတဲ့ပတိန်ဟလဝါရလာပါတော့မယ်အခုကျွန်တော်ကုန်ကြစိတ်ကဘတ်ငွေနဲ့ဆိုရင်100မပြည့်ပါဘူး60လောက်ပဲကုန်ပါတယ်မိတ်ဆွေတို့ဈေးမှာဝယ်စားရင်300လောက်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့မိသားစုတွေဝဝလေးစားရလေအောင်ပတိန်ဟလဝါလေးကိုအိမ်မှာလှိုက်လို့စားကြည့်နော်ကဲအခုဆိုရင်တော့အနှံ့ရောရတာပါပြည့်စုံတဲ့ပတိန်ဟလဝါလေးရသွားပြီပေါ့အိမ်မှာလည်းစမ်းလို့ကြည့်ပြီးဘယ်လိုရတာရှိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးနော်ကျုံမိတ်ဆွေတွေပျော်ရွှင်တော့မိသားစုတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ